အားလုံးပဲမင်္ဂလာပါဒီနေ့ share ချင်တဲ့အကြောင်းအရာလေးကတော့ Facebook က post လေးတစ်ခုပေါ်မှာအရှိတီးပြီးတော့ဖြစ်လာတာပါအဲ့ post ကဘာပြောထားလဲဆိုတော့ selling my degree stay in good condition never been used ပေါ့နော်အဲ့ post လေးကိုတကယ်ချင်းတွေကဟာတာအနေနဲ့လုပ်ပြီးတော့ share ကြတယ်ပေါ့နော်အဲ့နဲ့စိတ်ဝင်စားလို့ဆိုပြီးတော့အဲ့ post က comments လေးကိုဝင်ကြည့်တဲ့အချိန်မှာလူတချို့ပြောထားတာပေါ့သူတို့ရဲ့အချိန်ကြီးကုန်သွားတယ်ပေါ့လေးနှစ်စာအချိန်ကြီးပြန်လို့ရှင်တယ်ဘာမှသုံးမတည့်ဘူးဖြစ်သွားရဲဆိုတော့ comments တွေကိုကြည့်ပြီးတော့ဒီ video လေးကိုလုပ်ဖြစ်သွားတာပေါ့နော်ဆိုတော့ university တွေကဘာတွေပေးလဲပေါ့ university တွေကဘာတွေပေးလဲဆိုတော့အဓိကအနေနဲ့တော့ hard skill and soft skill ပေါ့ hard skills ကဘာတွေလဲဆိုတော့ကိုအခုယူထားတဲ့ major နဲ့ဓာတ်ရိုက်ဆက်တဲ့ courses တွေပေါ့ဥပမာကိုက electrical and electronic engineering တက်နေတဲ့အကြောင်းသားဆိုလို့ရှိရင်circuit analysis circuit design နောက်က prototypes တွေ control system ဒီ programming နဲ့ဆိုင်တဲ့ courses တွေပေါ့ဒါတွေကိုလေ့လာသင်ယူပြီးတော့ဒီ course တွေပြီးသွားတဲ့အချိန်မှာကိုကအလုပ်ထဲမှာပေါ့နော် industry တွေကိုသွားဖို့အတွက် ready ဖြစ်သွားတယ်ပေါ့နောက်ထပ်တစ်ခုကကြတော့ဒီ courses တွေသင်နေတဲ့အချိန်အတွင်းမှာပဲကိုက project တွေလုပ်မယ် internship တွေလုပ်တယ်ကျောင်းမှာရှိတဲ့ organization တွေကို join လုပ်တယ်အဲ့ရနေပြီးတော့ဘာတွေလေ့လာနိုင်လဲဆိုရင် communication skills တွေ leadership skills personal skill interpersonal skill เนาะအဲ့လိုမျိုးဒီ collaboration ဘယ်လိုလုပ်လဲတော့ hard skill and soft skill ပေါ့ hard skills ကဘာတွေလဲဆိုတော့ကိုအခုယူထားတဲ့ major နဲ့ဓာတ်ရိုက်ဆက်တဲ့ courses တွေပေါ့ဥပမာကိုက electrical and electronic engineering တက်နေတဲ့အကြောင်းသားဆိုလို့ရှိရင်circuit analysis circuit design နောက်က prototypes တွေ control system ဒီ programming နဲ့ဆိုင်တဲ့ courses တွေပေါ့ဒါတွေကိုလေ့လာ teamwork တွေဘယ်လိုလုပ်မလဲเนาะ adapt လူတွေနဲ့ဘယ်လိုမျိုးအဆင်ပြေအောင်ပြောဆိုဆက်ဆံရမလဲဆိုတော့အဲ့ဒီ skills တွေအားလုံးကိုအကြောင်းကနေပြီးတော့ပေးတယ်ပေါ့နော်အဲ့ဒါအပြင်ကိုကဒီ year 3 year 4ရောက်လာတဲ့အခါမှာဘာ skills တွေထပ်လေ့လာလဲဆိုတော့ you learn how to learn okay အစ်တွေလေ့လာရမယ်ဆိုလို့ရှင်ကိုကဘယ်လိုလေ့လာမလဲဆိုတော့ skills ကိုကသိသွားတယ်ဆိုပါစို့ကိုက year 1မှာC programming လေ့လာခဲ့တယ်ဆိုလို့ရှင်အခုကိုက year 4မှာကိုယ့်ရဲ့ project လုပ်နေတဲ့အချိန်မှာကိုက Python လေ့လာရမယ်ဆိုပါစို့ MATLAB လေ့လာရမယ်ဆိုပါစို့အဲ့လိုဆိုလို့ရှင်ကိုဒီ C programming လေ့လာခဲ့တော့ငါလိုမျိုး strategy တွေကိုသုံးပြီးတော့တခြား language တွေကိုလေ့လာလို့ရတယ်နော် university က language မျိုးစုံကိုသင်ပေးမှာမဟုတ်ဘူးတစ်ခုပဲသင်ပေးလိုက်မယ်ဒါပေမဲ့ကိုအပြင်ရောက်သွားတဲ့အခါမှာတခြား language တွေကိုနဲ့သက်ဆိုင်တဲ့အရာတွေကိုကိုလေ့လာလို့ရအောင်လဲလုပ်ပေးလိုက်တယ်အဲ့ဒီ independent learning skill တွေလည်းကိုရလာတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျောင်းတက်တယ် university က3နှစ်ပြီးတယ်ဒါမှမဟုတ်4နှစ်တက်လာရတယ်ပေါ့နော်အဲ့ကျောင်းပြီးသွားတဲ့အချိန်မှာကိုကဒီအလုပ်ဂိုင်တွေ့ကြုံတွေကိုရှာတဲ့အချိန်မှာရတဲ့အလုပ်နဲ့ကိုနေရမယ့်နေရာနဲ့ဒါမှမဟုတ်ရင်ကိုရဲ့ lifestyle နဲ့ဒါမှမဟုတ်ရင် budget အခြေအနေရဒါတွေအားလုံးဒါမှမဟုတ် visa အခြေအနေရအကြောင်းသောအခြေအနေတွေကြောင့်ကိုဒီကိုရခဲ့တဲ့ degree နဲ့ဆက်တဲ့အလုပ်ကိုမလုပ်ဘဲနဲ့မဆိုင်တဲ့ဟာတစ်ခုဆိုပေါ့နော်သွားလုပ်ရတယ်ပေါ့အဲ့လိုအနေထားမျိုးမှာကိုကဒီ environment အသစ်တစ်ခုမှာကိုနဲ့မဆိုင်တဲ့မတင်ခဲ့ရတဲ့ဟာတွေကိုလေ့လာပြီးတော့เนาะindependent learning လုပ်ပြီးတော့ဒီမှာဒီ skills တွေကိုအသုံးချပြီးတော့ကိုကဒီနေရာကိုရောက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီ degree ကနေပြီးတော့ရခဲ့တဲ့ knowledge တွေကြောင့်ကိုကဒီနေရာမှာဒီဟာတွေကိုလုပ်နိုင်တာပေါ့နော်တကယ်တော့ university ကပေးတဲ့ education ကနေရလာခဲ့တဲ့ဟာတွေ knowledge တွေ skills တွေဒါတွေဟာဘယ်တော့မှ waste မဖြစ်ပါဘူးပေါ့နော်အခုလက်ရှိကိုရောက်နေတဲ့နေရာတွေအားလုံးမှာကိုလက်ရှိအသုံးချနေတာဒီအဲ့ဒီကနေရလာခဲ့တဲ့ knowledge တွေ skills တွေပါလို့နော်နောက်တစ်ခါဒီအခုဆိုလို့ရှိရင် industry ကလူတွေပေါ့နော်ဒီ retire လုပ်ပြီးတဲ့အခါမှာ university ကိုပြန်ရောက်လာတယ်new challenge တွေ new skills တွေလေ့လာဖို့အတွက်ပြန်ရောက်လာကြတဲ့လူတွေအများကြီးရှိပါတယ်ဒါကြောင့်ကိုယ့်ရဲ့ education ကိုရခဲ့တဲ့ knowledge တွေအဲ့ဒါတွေဒီကို direct မပေးနိုင်တော့ indirect ကြိုးပြနေပါတယ်လို့ပြောရင်းနဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲနောက် video မှာဆုံကြအောင်မယ်နော်တတား